Emma Greta London ကလူဒန်းစားလက်စားမိသားစုကနေဆင်းသက်လာပြီးဘာမှမရှိရကနေကဘာကျော် brand ကြီးတွေကိုတည်ထောင်ခဲ့သူပါ$0ကနေ7 billion တန်တဲ့စီးပွားရေး empire ကိုတည်ထောင်ခဲ့လေ Emma Greta ရဲ့မှာသားစရာအချက်တွေဖော်ပြပြီးမှဖြစ်ပါတယ်လူအများစုဟာတခြားသူတွေဘယ်လိုထင်မလဲဆိုတာကိုစိုးရိမ်ရင်အခွင့်အရေးကောင်းတွေကိုလက်လွတ်ဆုံးရှုံးတတ်ကြပါတယ်အမ်မာကသူမရဲ့အစောပိုင်းကာလတွေမှာမဝမရစ်ထိခဲ့ရတဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေရင်းယုံကြည်မှုဆိုတာစောင့်နေရမှာမဟုတ်ဘဲလုံးရက်တွေကနေတိဆောက်ယူရမှာလို့ဆိုပါတယ်။ယုံကြည်မှုဆိုတာစိတ်ကူးယဉ်ယုံနဲ့ရလာတာမျိုးမဟုတ်ဘဲကိုလုံးနေတဲ့အလုပ်မှာကျွမ်းကျင်မှု competence ရှိလာတဲ့အခါအလိုလျောက်ဖြစ်ပေါ်လာတာပါ။လက်ရှိရောက်နေတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းကနောက်တစ်ချိန်မှာပိုကြီးမားတဲ့အောင်မြင်မှုတွေအတွက်အုတ်မြစ်ဖြစ်ပါတယ်။အရာရာကိုအပြည့်အစုံသိနာလည်မှစတင်ဖို့မဆောင်ပါနဲ့။မတေချာမှုတွေနဲ့ကြောက်ရွံ့မှုတွေကိုခွန်အားအဖြစ်ပြောင်းလဲပြီးအခုရှိတာနဲ့အခုစတင်ပါလို့ဆိုပါတယ်။အမားတွေစီကတင်ယူခြင်းကသာအမြန်ဆုံးတိုးတက်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။သူမဟာ SKIMS နဲ့ Good America လို့ brand တွေမအောင်မြင်ခင်မှာငင်းပယ်မှု rejection ပေါင်းများစွာကြုံခဲ့ရပါတယ်။အောင်မြင်သူနဲ့ကြာရှုံးသူရဲ့ကွာခြားချက်က no လို့အပြောက်ခံရပြီးနောက်မှာရက်သက်မသွားပဲဆက်သွားတာပါလေ။ပတ်စံနောက်ပဲလိုက်တာထက်ကိုလှုပ်တဲ့အလုပ်ကလူတွေရဲ့ဘဝကိုဘလို့အကျိုးပြုတယ်လဲဆိုတာကိုအဓိကထားတာကရေရှည်မှာခိုင်မာတဲ့အောင်မြင်မှုကိုရစေပါတယ်။စီးပွားရေးဆိုတာပတ်စံရှာဖို့တက်မဟုတ်ပဲလူတွေတကယ်ကြုံတွေ့နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ဖြစ်ပါတယ်။မိတ်ဆွေတို့က Emma ရဲ့အချက်တွေထဲကဘယ်အချက်ကိုအကြိုက်ဆုံးလဲ။အောက်က comment မှာဆွေးနွေးသွားကြပါအောင်။ My life is a really long way from where I started.